အမျိုးသမီးတွေကိုယာတီလာမလားထမိန်လန်ပြီးစစ်ဆေးခဲ့တဲ့စက်ကြမင်းတိုင်းရင်းစစ်တိုက်အခုလက်တလောအရန်ကိုနာမည်ကြီးနေတဲ့သတင်းကတော့အမျိုးသမီးတွေကိုယာတီလာမလားထမိန်လန်ပြီးစစ်ဆေးခဲ့တဲ့သတင်းလေးပဲဖြစ်တဲ့မင်္ဂလာတုံမြို့နယ်ဇေကဘာဝင်းနယ်ကစက်ကြမင်းတိုင်းရင်းစစ်ထုတ်လုပ်တဲ့စက်ရုံမှာကအမျိုးသမီးဝန်ထမ်းကြီးပဲအယောက်40ကျော်ရှိတယ်အဲ့ဒီအမျိုးသမီးအားလုံးကယာတီလာလို့ကိုသုံးထားတဲ့လစဉ်သုံးပစ္စည်းကိုသူတို့စက်ရုံကအမိုက်ပုံးထဲမှာပြစ်ခွင့်မရှိဘူးစက်ရုံရဲ့အင်တာထဲမှာလည်းအမိုက်ပုံးမထားပေးထားဘူးမင်းကလေးတွေတုံးပြီးသွားလို့ရှိရင်ညဉ့်ညမ်းနေတဲ့ပစ္စည်းကိုကိုယ့်ဘာသာကိုအင်ပြန်တည်သွားရတယ်အဲ့ဒီစက်ရုံမှာဝန်ထမ်းမင်းကလေးအစ်စ်ကသူ့လစဉ်သုံးပစ္စည်းကိုတုံးပြီးဗမာပြည့်ရမလဲမသိတော့စက်ရုံကအမိုက်ပုံးထဲမှာပြစ်မိလိုက်တဲ့စက်ရုံရဲ့အမိုက်တွေတိမ့်တဲ့ချိန်မှာဒါကိုတွေ့သွားတော့စက်ရုံမူကဝန်ထမ်းတွေအားလုံးကိုခေါ်ပြီးစစ်ဆေးတယ်စစ်တော့ဝန်ထမ်းမင်းကလေးအစ်စ်ကမပြောရဲတော့မပြောဘူးအဲ့တော့ဒါဘသူလက်ချက်လဲဘသူလုပ်လဲဆိုတာတယောက်မှဝန်မခံလို့ဆိုပြီး CCTV အခန်းနဲ့မင်းကလေးဝန်ထမ်းအယောက်40ကျော်လုံးခေါ်ပြီးမင်းကလေးတယောက်ချင်းစီတိုင်းကိုထမိန်လန်ပြီးယာတီလာမလားစစ်ဆေးခဲ့တယ်အဲ့လိုစစ်တဲ့အချိန်မှာမိန်းကလေး3ယောက်ကယာတီလာနေတဲ့သူတို့3ယောက်ထဲကဘသူလောက်လဲဆိုတာမင်းနေတော့ရှိသေးတဲ့စက်ရုံစင်းငိမ်ရောက်တော့နင်တို့3ယောက်ကိုမနှက်ဖြတ်မှာထပ်စစ်မယ်ဆိုပြီးအဲ့ဒီစက်ရုံစင်းမေးလိုက်တဲ့မနှက်ဖြတ်ကြတော့အဲ့ဒီပြစ်တဲ့မိန်းကလေးကအလုပ်လုံးဝမလာတော့ဘူးဖုန်းနဲ့ဆက်တာလုံးဝမကင်တော့သူပြစ်တာပဲဆိုတာသိလိုက်ပြီးထမိန်လန်ပြီးစစ်ဆေးတဲ့ကိစ္စကိုဝန်ထမ်းအမျိုးသမီးတွေကအရန်တော့လုံးဝလက်မခံနိုင်ဘူးဖြစ်ကြတဲ့အဲ့ဒီဝန်ထမ်းတွေထဲကမိန်းကလေးတစ်ယောက်ကသူတို့ဒီလိုမျိုးစစ်ခံရကြောင်းကို online မှာတင်လိုက်တော့ဒီကိစ္စတော်တော်လေးကိုပြန့်သွားပြီးသူတို့စိတ်ုံရဲတွေကဒီလိုလောက်ရမျိုးလောက်ခဲ့တာတကယ်လားဆိုပြီးလာစစ်တယ်ရဲတွေလာမစစ်ခင်မှာစိတ်ုံမှုကရဲတွေဓာမင်းဓာဖြေဆိုပြီးဝန်ထမ်းတွေကိုတင်ပေးထားတယ်ပြီးတော့စိတ်ုံမှုရွေးပေးထားတဲ့သူတွေပဲရဲတွေကိုဖြေဝင်ရတယ်ရဲတွေစစ်မိတော့သူတို့စက်ရုံကဒီလိုလောက်ရမျိုးလောက်စီရလာဖို့ဘာညာနဲ့ရဲတွေသူတို့အရေးမယူအောင်လို့ငွေပေးပြီးပါဇက်ပိတ်ခိုင်းလိုက်တယ်လို့ထင်တယ်အခုထိတော့ရဲတွေကသူတို့အရေးမယူသေးဘူးမင်းကလေးတို့ထမိန်လန်ပြီးစစ်တယ်ဆိုတဲ့ကိစ္စကလုံးဝဒါမဖြစ်တဲ့ကိစ္စဒါလူအခွင့်အရေးကိုပြောင်းတင်းတင်းချိုးဖောက်တာဒါတော့လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူးဒီနေရာကနေတောင်းဆိုချင်တာကဒီလိုလောက်ရမျိုးလောက်တဲ့စက်ရုံကိုရောငါမှအာဏာရှိတယ်ဆိုပြီးလောက်တဲ့စက်ရုံမှုကိုရောထိထိရောက်ရောက်အရေးယူပေးဖို့အလုံသမားဝန်ကြီးဌာနကိုတောင်းဆိုချင်ပါတယ်ဒီစက်ကြမင်းတိုင်းရင်းစစ်တိုက်ကအလုံသမားဝန်ထမ်းတွေကိုပြောဆိုဆက်ဆံတာအရန်ကိုကြမ်းတမ်းနေလို့လည်းသိရတဲ့ဝန်ထမ်းတယောက်ကိုပြောဆိုမယ်ဆိုလို့ရှိရင်လည်းအရှိကိုခေါ်ထုတ်ပြီးအားလုံးရှိမှပြောဆိုလို့ပြီးထွက်ကုန်ကြတဲ့ဝန်ထမ်းတွေလည်းအများကြီးရှိတယ်အလုံသမားဝန်ထမ်းတွေပေါ်သူတို့ကပြောဆိုဆက်ဆံတာကြမ်းတမ်းလို့ဝန်ထမ်းတွေကကြောက်ကြတဲ့အချိန်မှုစင်းကိုင်းတာတို့အစိုးရရုံးပိတ်ရက်တို့အလုတ်စင်းကိုင်းလို့ရှိရင်လည်း ODJ ကိုအပြည့်မပေးပဲပုံမှန်တိုင်းပဲပေးတယ်လို့လည်းသိရတယ်ဒီလိုမျိုးမတရားလုပ်နေတဲ့စက်ကြမင်းတိုင်းရင်းစစ်တိုက်ကိုထိထိရောက်ရောက်အရေးယူပေးမှုသက်ဆိုင်ရာတာဝန်ရှိသူတွေကိုတောင်းဆိုပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ရောဒီလိုမျိုးမိန်းကလေးတွေရဲ့တိတ်ခါကိုမငဲ့ပဲငါမှအာနာရှိလို့လှုပ်ချင်နိုင်လှုပ်နေတဲ့စက်ကြမင်းတိုင်းရင်းစစ်တိုက်ကိုရောဘာမှပြောချင်လဲရှင်ပြောချင်တာရှိခဲ့လို့ရှိရင်လည်း comment လေးမှာရေးသွားခဲ့ပြီးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာလည်းနာမည်ကြီးနေတဲ့သတင်းကြောင်းရလေးတို့တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ page လေးကိုလည်း follow လေးလုပ်ခဲ့ပြီးအောင်เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ